ဖုံးရွှေပညာရာအိမ်ရဲ့အရေးကြီးဆုံးနေရာများနံပါတ်1အိမ်ရှိတကားအိမ်ဒီမှာရှိတဲ့အိမ်ရှိတကားဟာချီဒါမှမဟုတ်စွမ်းအင်ကိုဆွဲဆောင်တဲ့နေရာတစ်ခုပါဒါကြောင့်ဒီနေရာဟာဖုံးရွှေရဖို့အရေးကြီးဆုံးနေရာဖြစ်ပါတယ်ပိုပြီးတန့်ရှင်းအောင်ထားတာပိုပြီးတောက်ပရိပုံစံဖြစ်အောင်ထားတာကချီတော့မဟုတ်စွမ်းအင်ရည်သွေးကိုပိုပြီးတော့ကောင်းစေပါတယ်ဒါကြောင့်သင်ရဲ့အိမ်ဝင်တကားကိုလုံလောက်တဲ့လင်းအောင်ကောင်းကောင်းဝင်အောင်တန့်ရှင်းတည့်ရမှုရှိအောင်ထားသင့်ပါတယ်နံပါတ်2အဝင်လန်းနောက်ထပ်တစ်နေရာတော့အဝင်လန်းပဲဖြစ်ပါတယ်ဖုံးရှိပညာမှာဆိုရင်အိမ်တကားနဲ့အဝင်လန်းကိုချီဒါမှမဟုတ်စွမ်းအင်ဂရင်းပေါက်လို့တောင်ခေါ်ရတယ်နှာခေါင်းကနေအသက်ရှူတင်တယ်လို့ချီစွမ်းအင်ကိုနှုတ်ကနေရယူတဲ့သဘောပါဒါကြောင့်အိမ်ဝင်လန်းကိုနေ့စဉ်တစ်ပြည့်စီးလဲတာတန်ရှင်းလှုပ်တာတွေပြုလုပ်ပေးသင့်ပါတယ်နံပါတ်3မီးဖိုဖုံးရွှေပညာမှာမီးဖိုကြောင့်ကိုအိမ်တင်ရဲ့အသင်းနှလုံးနဲ့နှိုင်းယှဉ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်တင်ရဲ့နှွေးထွေးမှုဟာမီးဖိုကြောင့်ကနေလာတာကြောင့်ပါမီးဖိုကြောင့်နေမှာဆိုမီးဖိုဟာနေ့စဉ်အသုံးပြုရတဲ့သုံးဆောင်တစ်ခုဖြစ်တာကြောင့်ကြွယ်ဝမှုရဲ့အမတ်တညာဖြစ်တဲ့အတွက်စွန့်ပစ်နေတာမျိုးမရှိအောင်အသုံးပြုပြီးတဲ့အခါမှာမီးဖိုပြီးပက်လေးကိုဝင်းနဲ့တုတ်တာပဲဖြစ်ဖြစ်လုပ်ပေးရပါမယ်။နံပါတ်4ပတင်းပေါင်းနဲ့မှန်များသင်ရဲ့ပရင်ပေါင်းနဲ့မှန်တွေဟာစိတ်ကြည်လင်မှုနဲ့ကြွယ်ဝမှုကိုကိုစားပြုတဲ့အတွက်ပရင်ပေါင်းနဲ့မှန်တွေကိုတန်ရှင်းအောင်ထားသင့်ပါတယ်။ကလေးတွေအိမ်မွေးတလိမ့်ဆန်နေရှိနေရင်ပရင်ပေါင်းမှန်တွေမှာဖုန်တွေအမိုက်တွေကတ်နေတတ်လို့မကြာခဏတုပ်ပေးသင့်ပါတယ်။သင်ကပရင်ပေါင်းမှန်တွေကိုတန်ရှင်းအောင်ထားတာကမိသားစုတွေရဲ့ပျော်ရွှင်မှုလည်းတိုးစေပါတယ်။ဖုံးရှိဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကလေးကတရုတ်ပြည်မှာအသုံးပြုခဲ့ကြတဲ့ရိုးရာပညာတစ်ခုဖြစ်ပြီးတော့သင်အတွင်းမှာကောင်းတဲ့စွမ်းရည်တွေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒါကြောင့်ဒီချက်တွေကိုလည်းမေ့မထားသင့်ဘူးဆိုတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါရစေ။ဟုတ်ကဲ့ပါဆုံးနီးနားဆင်ပေးလို့ကျေးဇူးတူပဲတင်ရှိပါတယ်။